တောင်ပြတန်းကမောက်ချစ်ဖို့ကျင်နာပါရဲ့နဲ့လမ်းခွဲမှာမောင်ဖန်တီးတဲ့ချစ်ရဲ့ရှိများကိုအခုမှအလွန်ပို့နေသလိုမောင်ချစ်ဆုံးကမင်းတယောက်တည်းလို့ဒီအချိန်မှအသေးကသိလိုက်တာစန္ဒာလေးများနောက်ဘဝရဲ့ဇူကမဖြစ်နိုင်တော့တဲ့အချိန်မှမင်းစံတဲ့ပန်းကလေးများနဲ့လမ်းရွှေ့အမြဲမမဝမှာလေအကျဉ်းနာလေးများသို့ပေမဲ့နှောင်းနေတဲ့တိမ်နဲ့မင်းကိုမောင်းလွှမ်းနေချစ်ရဲ့ရှိများကိုအခုမှအလွန်ပို့နေသလိုချစ်ဆုံးကမင်းတယောက်တ